မိုက်တယ်ကွာတင်းတင်းထုံးနဲ့တူလို့လားဟာရှယ်ပဲကွာဆုံတဲ့မှနဲ့တူလို့အားလုံးโอเคပဲအေးမဆုံးလာစားဒီကလေးလူဝက်ခတ်တတ်တယ်ဒီကလေးလူဝက်ခတ်တတ်တယ် तू မှန်တာပြောတာကလေးပြောပလေးစီရမမေအေးကျွန်တော်မျိုးလူပြည်ကြဘူးလူပြည်မှာလေကျွန်တော်ရမမင်းကြောင့်ကြားဘူးလားတော့လူပြည်မှာရမမင်းအကြောင်းကိုကြားဘူးတယ်ရမမင်းဆိုတာအင်မတန်ကြမ်းကြုတ်ပတ်ဆက်ရုံပါတယ်ဘဲကောင်ကြီးတဲ့အခုတွေ့တော့အခုတွေ့လိုက်တော့နှစ်ခုနှစ်ခါပူလေးနဲ့ခန့်ကျော်ကြီးပဲအဝဲလေကျက်တည်းရှိလိုက်တဲ့စကလုံးဒီတော့မယ်ဗျာပြေးထားပါဗျာကလေးကဆိုတာမကောင်းပါဘူးဗျာနေမေယူရမလားကလေးကမှန်တာပြောတာပြောပလေးစီဟုတ်ပြီခန်းကျော်ကြီးဟုတ်ပြီမင်းကလူပြည်ကနေပြီးတော့ဒီငရဲပြည်ကိုဝင်းရင်အပေါ်ကနေဘလို့ရောက်လာတာတုံးရမမင်းစဉ်းစားကြည့်ရမမင်းစဉ်းစားမယ်ခန့်ကျော်ကြီးစဉ်းစားကြည့်ဟုတ်ပြီကဘာမှာရှာလို့မတွေ့တဲ့လူကြီးစဉ်းစားကြည့်စေနာပြအောင်မပြောနဲ့ကွာရပြီအဲ့လောက်ဆိုလုံလောက်ပြီကျွန်တော်ပြောလူပြည်မှာစာကလေး9ကောင်ကိုတွေ့တယ်လူပြည်မှာစာကလေး9ကောင်ကိုတွေ့တယ်လဲခွန်းနဲ့ဆော်လိုက်တော့အဲ့စာကလေး9ကောင်ပျောက်ကျသွားတယ်ဗျာစာကလေး9ကောင်ပြုတ်ကျသွားပျောက်ကျသွားတယ်မင်းအပျောက်ကျကျွန်တော်ဆေးကောက်တာဒလဲကောက်ပဲဒေါက်တာတော့ပြောကြပြီးရှောပါလားမမဒီကလေးကကောင်းမှုကုသိုလ်လုပ်တာဗျာဟုတ်တယ်ဘူးလေရမမင်းမှန်ပါဗျာဒီလိုသူတော်ဘာအသက်ကိုတတ်တယ်ဆိုတာဒါပြာနာတိပြတာကန်ထိုက်နေပါပါဏာတိပါဒာမင်းမေကြီးကပြာနာတိပြတာပါဏာတိပါဒာမှာပြာတာတိပြတာတဲ့မသာလို့ပါဏာတိဒီကလေးကကောင်းမှုကုသိုလ်လုပ်တာစာကလေး9ကောင်တို့4ခွက်နဲ့ပြည့်တယ်အဲ့ဒီစာကသူပြည့်လိုက်တဲ့စာကလေးကတည်သွားပြီအခုချိန်ဘယ်ဝင်ချင်းနဲ့ရောက်နေကြဘယ်မှာသွားတရေတီနေကြတယ်သူတို့ကောင်းနေဖြစ်ရင်ဖြစ်မှာငန်းတာကြီးဖြစ်ရင်ဖြစ်မယ်စတဲ့ကောင်းကြီးဖြစ်ရင်ဖြစ်မယ်အပြစ်ရှိတယ်မဟုတ်လားဟာအပြစ်မရှိဘူးသူများအသက်ကဲတဲ့ကလေးငရဲကြီးနဲ့မတန်ဘူးမင်းလူပြေပြန်လူရောက်ပြန်ဝင်ရဟာရမမေကျွန်တော်မျိုးလူပြေသွားရမယ်မင်းလူပြေပြန်ပြီးလူလည်းပြန်ဝင်ရမယ်ဒါဆိုရင်ထမင်းရွေးကို discount ပေါင်းချလေးပေးပါဦးထမင်းရွေးဖို့ discount မင်းအဖေနဲ့မင်းအမေကထမင်းပေါင်စားတဲ့အဆင့်တောင်ရောက်နေပါလားအမမင်းကလည်းမပြောပါနဲ့ညကလည်းအဖေကဘောလုံးဝေးကရှုံး။ဘာတွေပြောနေမှလဲဦးလေး။ထပ်လိုက်လာတယ်ပေါ့။ထပ်လိုက်လာတယ်။ဟုတ်ပြီပြပိသားရမတော့ရေ။ဟုတ်ပြီမင်းလူပြေပြန်နော်လူလည်းပြန်ဝင်ရင်လည်းမဝင်နော်သဘောပေါက်လား။အမကြီးမောင်ဆိုရဲဆိုအမကြီးမောင်ဒီဖို့ထားတဲ့ငါသားတေငရဲမင်း။ယော။ခံကြောကြီးရေ။ဟုတ်ပြီတတ်တာဗျာ။ချစ်ဖို့ကော။တတ်။လူကြီးပြန်ဝင်နော်။လူလည်းပြန်ဝင်။ဘာလို့ဟာရမမေကျွန်တော်မျိုးလူပြည်သွားတာတော့ဟုတ်ပါပြီကျွန်တော်မျိုးကြီးဝင်မဲ့ကလေးကဘယ်နာဝင်ရမှာလူပြည်ပြန်ပြီးတော့လူတဲ့ကိုပြန်ဝင်ရမယ်အပေါက်ကိုငါဟာဒီအပေါက်လို့လက်ညှိုးထိုးပြမလားရမမေအမားနေပြီထွက်ပေါက်ပြထွက်ပေါက်အဲ့ဒါထွက်ပေါက်နဲ့ဝင်ပေါက်အပေါက်ကအတူတူပဲငါငရဲမဲကိုစိတ်အောင်လုပ်နေတယ်ငါညင်ကြီးပတ်တယ်ငါမပြောတတ်ဘူးရမမရလေဗျာဒါဘာကြီးလဲဒါအဲ့ဒါဘာကြီးလဲမင်းလူပြည်ပြန်လို့မင်းဖေနဲ့မင်းမတွေ့ရင်ပြန်ပြောလိုက်နတ်တစားတွေ့ခဲ့တယ်လို့နတ်တစားနတ်တစားတွေ့ခဲ့တယ်လို့ရဲမေကျွန်တော်မျိုးလို့ဝင်းကြီးမှာကျတော့နတ်ဆစားလည်းမထည့်မင်းတို့ကျတော့ငယ်တော့ငုံနေတာပေါ့ကြီးလာရင်ပွင့်ထွက်သွားလိမ့်မယ်သွားတော့ငါတကားငါနားလေတယ်ကြာရင်မင်းနဲ့ငါနဲ့ညှိတော့မယ်ငါအဲ့လိုရိုင်းဆန်းဆန်းနဲ့ငါမသုံးတတ်ဘူးပြောနေထုံနဲ့တွေ့ပြီးမှဘလို့ဖြစ်မှန်းတော့မသိဘူးကဲအဲ့ဒါထားဘောလုံးဝဲကြည့်ရတာအရှိန်ပြက်တယ်ဟုတ်တယ်ဗျာယမတော်ယမရဖေရဒီနေ့အာစင်နေမယူနဲ့ဟုတ်ကဲ့ဘလို့ပေါက်တယ်လေဟိမတ်တက်ပေါက်ပါတယ်ဗျာရှင်ကျမကိုနိုင်မသိနဲ့နော်မြတ်စွာဘုရား